တခါမျက်လုံးကိုစစ်ဆေးပြီးတယ်ပေါ့နော်ဒီစိတ်ရုံစိတ်ခံသွားရဲဆိုလုံးဝပတ်စံတပြားမှမကုန်ပေါ့နော်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့သမီးလေးတွေကိုဒီမှာလာပြီးတော့မှမျက်စိပေါ့နော်ဒီ medical check up လာလုပ်တာပဲဖြစ်ပါတယ်ရှင်သူတို့ကတော့ဒီမှာတော့ American နိုင်ငံမှာတော့တစ်နှစ်မှတစ်ခါမျက်လုံးကိုစစ်ဆေးပြီးတယ်ပေါ့နော်ဒီစိတ်ခမ်းမှာဒီကလေးတွေရဲ့မျက်လုံးကအခြေအနေဘယ်လိုရှိတယ်လဲမျက်မှန်တက်ဖို့လိုသလားမလိုဘူးလားဆိုပြီးအမြဲတမ်းသူတို့စစ်ပြီးတယ်ပေါ့နော်အဲ့လိုမျိုးပဲသွားစိတ်ခမ်းနေပါတယ်ဆိုရင်လည်း6လတစ်ခါပေါ့နော်သွားစစ်ရတယ်ပေါ့နော်ဒီမှာတော့အိမ်မီလေးဖြစ်ပါတယ်ဟိုမှာ Gloria Grace ကာဘီလေးကတော့အိမ်နေပါတယ်ဟိုမှာဒီနေရာလေးပါမှာပဲဖြစ်ပါတယ်ရှင် Hello လို့ပြအခုတော့အန်နာတို့အထဲကိုဝင်ပါမယ်အထဲမှာရောက်ပြီဆိုတာနဲ့သူတို့ကဖောင်ဖြစ်ဖို့အတွက်ဖောင်နေပေးတယ်ပေါ့နော်အထက်မှာကတော့အထူးတစ်ဖြစ်ကတော့ကလေးကဘယ်လိုအလဲကျမျိုးတွေဖြစ်တတ်တယ်လဲပြီးတော့လို့ရှိရင်အိမ်လိပ်စာအပြောင်းလဲတွေရှိသလားဖုန်းနံပါတ်အပြောင်းလဲရှိသလားဆိုတဲ့ပေါ့ NRA ရဲ့ information တွေအားလုံးကသူတို့စီမှာရှိပြီးသားပဲဒါပေမဲ့သူကနှစ်တိုင်းတစ်နှစ်တစ်ခါလုပ်တဲ့အတွက်ကြောင့်မလို့သူတို့အမြဲတမ်းအဲ့လိုမျိုးပြန်လို့ရတာပေါ့နော်ဒီနိုင်ငံမှာတော့လေတခုကောင်းတာက16နှစ်အောက်ကလေးတွေအားလုံးကမျက်စိပဲဖြစ်ဖြစ်သွားပဲဖြစ်ဖြစ်စိတ်ယုံစိတ်ခမ်းနေမကောင်းမကြမ်းမဖြစ်လို့စိတ်ယုံတက်ခဲ့တယ်ဆိုလို့ရှိရင်လေ16နှစ်အောက်ကလေးတွေဟာပတ်စံတစ်ပြားမှပေးစရာမလိုပါဘူးလုံးဝတကြမ်းမကိုပေးစရာမလိုပေါ့နော်အခုအနာရဲ့ကလေးတွေဆိုလို့ရှိရင်လေစိတ်ယုံစိတ်ခမ်းသွားတယ်ဆိုရင်လုံးဝပတ်စံတစ်ပြားမှမကုန်ပေါ့နော်ခုတော့အနာတော့ကလေဟိုကလေးရလေအနာ၄ယောက်အနာတယောက်တည်းပါတာဆိုတော့သူတို့ကိုအခန်းတိုင်းတော့မလိုက်နိုင်ဘူးเนาะသူတို့ကလည်းအချိန်နဲ့လုပ်တယ်ဆိုတော့ဟိုမှာအားလုံးကတယောက်တစ်ခန်းစီအလုပ်ဝင်တာအခုကတော့အနာအငယ်ဆုံးလေးကာပီလေးနဲ့ပဲလာနေနေတာပေါ့နော်ဆိုတော့ဒီမှာ no တပည့် no သူတို့ကတော့အဲ့လိုမျိုးလေးပဲသူတို့check up လုပ်ပြီးပါပေါ့နော်အခုကတော့အနာတော့ဆရာဝန်ကိုစောင့်နေတာပါဆရာဝန်လာတော့စောင့်ပြီးတော့မှစကားပြောမှာပေါ့နော်အမှန်တော့လေတကယ်တော့ဒီလိုမျိုးလုပ်တာတော့မိဘနှစ်ယောက်စလုံးပိုင်းပို့စင်ပြီးတယ်ကလေးကများတော့လေဟိုလူနောက်လည်းပြည်တက်လောက်ပဲအဲ့လိုဖြစ်နေတာပေါ့ဒီနေ့ကတော့အမျိုးသားကလည်းရုပ်တရက်ကိစ္စလေးပေါ်လာတယ်သူကအပြင်သွားရတယ်ဆိုတော့အခုကအနာတယောက်ထဲနေသူတို့၄ယောက်ကိုမာရှုပ်ချက်တွေခတ်နေပါတယ်ခုနကတော့ Nasma တွေကတော့စစ်ဆေးစရာရှိတာလေးကိုစစ်ဆေးပြီးသွားပြီပေါ့နော်ဟိုဘက်မှာ Grace ကတော့နောက်တစ်ခန်းထဲမှာသူကတော့စကားကောင်းကောင်းပြောတတ်ပြီဆိုတော့အနာတို့ခန်းထဲမှာတော့လာမပို့ဘူးသူကလည်းသူဆရာဝန်နဲ့သူနဲ့စကားပြောနေပါလေဟဲ့ဟာယူလဲအခုကတော့ဒါ Grace ကတော့ပုံမှန်မနစ်ကလေးကသူကမျက်မှန်တက်ရတာပေါ့နော်။ကျန်တဲ့သမီးတွေအားလုံးကတော့မျက်လုံးအားလုံးစစ်ဆေးတာအကုန်လုံးကောင်းတယ်။မျက်မှန်တက်စရာမလိုဘူး Grace လေးကတော့သူ့ရဲ့မျက်မှန်ကိုပြန်လဲခိုင်းတာပေါ့နော်။ဒီမျက်မှန်ရွေးတဲ့နေရာမှာတော့လေသူတို့ကသတ်မှတ်ထားတာရှိတယ်တစ်နှစ်ကို2ခေါက်လား3ခေါက်လားပေါ့နော်ဒီကလေးတယောက်အတွက်ကိုဟိုမှာတစ်ခါလဲတယ်ဆိုလို့ရှိရင်ဒေါ်လာသူက$66ပေးထားတာပေါ့နော်ဆိုတော့ကိုက$66တန်ကိုဝယ်တယ်ဆိုရင်တော့အန်နာတို့ကတပြားမှစိုက်စရာမလိုဘူးအဲ့ဒီ$66ထက်ကျော်သွားတယ်ဆိုရင်တော့ကိုကနေပြီးမှလိုတဲ့ပတ်စံကိုကိုပေးရမှာဖြစ်ပါတယ်ဒီနေ့ကတော့ Grace ရွေးလိုက်တဲ့ဂိုင်းကတော့သူက200ကျော်ဖြစ်တယ်ဆိုတော့အန်နာကပြန်ပြီးတော့နောက်ထပ်100ကျော်လောက်စိုက်လိုက်ရတာပေါ့နော်အရင်တော့သူကတော့ဒီရိုးရိုးပဲသူတို့ဒီဘယ်လိုပြောမလဲ Medicaid cover တဲ့ဟာကိုပဲသူယူတယ်ဒီတစ်ခေါက်တော့သူကဒီခိုင်းလေးကိုအရန်ကြိုက်တယ်ဆိုတော့ပေါ့နော်အဲ့ဒါယူတော့အန်နာနောက်ထပ်150ကျော်ပေးရပါတယ်ဒီမှာကတော့လေ16နှစ်အောက်ကလေးတွေအားလုံးဆိုလို့ရှိရင်တော့ဆေးပိုးဝါခတွေကလုံးဝ free ပါပြီးတော့အန်နာတော့လိုမျိုးကလေးမွေးတဲ့သူတွေဆိုလို့ရှိရင်လည်းကလေးမွေးရင်လုံးဝပတ်စံတစ်ပြားမှမကုန်ပါဘူးအန်နာဆိုဒီမှာသမီးအငယ်2ယောက်ကိုဒီမှာမွေးတာပတ်စံလုံးဝမကုန်ပေါ့နော်တစ်ပြားမှလည်းမပေးခဲ့ရပါဘူးဒီလိုမျိုးပေါ့နော် American နိုင်ငံမှာနေတဲ့အခါမှာခံစား권တွေကအဲ့လိုမျိုးတွေရှိပါတယ်အလုံးဟွာဖြစ်တော့ Gabi show me Gabi show me here look at here ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ပေးတဲ့သူအားလုံးကျေးဇူးများတင်ပါတယ်ဗီဒီယိုလေးကတော့အရန်ကိုတိုးသွားပါတယ်ဘာလို့လဲဆိုတော့အန်နာအထဲမှာကလေးတွေကိုမျက်လုံးဆန်းသက်တဲ့ဗီဒီယိုကတော့အန်နာလည်းရှိုက်လို့မရတော့မရှိုက်ဘူးเนาะဆရာဝန်တွေနဲ့ nurse တွေကသူတို့ကမကြိုက်ဘူးပေါ့เนาะအဲ့ဒါကြောင့်မလို့အန်နာမရှိုက်ပဲနဲ့ဒီလောက်လေးပဲရိုက်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်ကြည့်ပေးတဲ့သူအားလုံးကျေးဇူးများတင်ပါတယ်bye bye